Hello, perfect page and တယောက်ဖြစ်ဖို့ဘာလို့အလဲဆိုတာပြင်ဆင်ရင်းနဲ့ခန်းစင်းနဲ့အတူလေ့လာကြည့်ကြရအောင် First one is talent မြင်နေတဲ့အတိုင်းတောင်းမြဖက်နဲ့နိုင်ပေါင်းများစွာလမ်းလျှောက်ရတာလွယ်ကူတဲ့အလုံးမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီခက်ခဲပင်ပန်းမှုကပဲကိုယ် professional sense တာပါကိုယ့်ရဲ့ကိုယ်ခန္ဓာ body ချိုးချနဲ့ကိုယ် practice လေ့ကျင့်ထားခဲ့တဲ့အရာတွေကိုဖော်ပြနေတာပါသူတပြေစိတ်တန့်ချန်ခိုင်ဖို့ပါလိုအပ်ပါတယ် and the second thing is knowledge beauty with brain ဆိုတာအပြောတတ်တယ်မဟုတ်ပါဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေရဲဆိုတာလည်းကိုကအမြဲတမ်းလေ့လာသိရှိနေရမှာဖြစ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကိုဘာတွေလုပ်ပေးနိုင်လဲဆိုတာကိုလည်းကိုသိရှိရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ခိုင်မာတဲ့ရည်ရွယ်ချက်ရှိရပါမယ်နောက်ဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ authenticity ပါတခြားသူတယောက်ရဲ့ပုံစံကိုခိုးယူတူပါတာထက်ကိုယ့်ရဲ့ဒီမူလ original ပုံစံကိုပဲချပြလာကိုယ့်ရဲ့ authenticity ကိုတန်ဖိုးထားတဲ့အလေးစားတဲ့ကိုယ့်ရဲ့စစ်မှန်မှုကိုဖော်ပြတာပဲဖြစ်ပါတယ်ရှင် beauty queen တယောက်ကမျက်နှာလှရုံတင်မကပဲ state ပေါ်မှာဘယ်လို confident ဖြစ်အောင်လေ့ကျင့်ရမလဲဆိုတဲ့ preparation ကအရေးကြီးပါတယ်ဒီနေ့မှာတော့ခိုင်စင်လေးလာထားခဲ့တဲ့တကယ် realistic tip ထုံးခုကိုမျှဝေသွားမှာဖြစ်ပါတယ်ရှင် Number 1 practice your work daily ကိုယ့်ရဲ့ cat work က perfect ဖြစ်ဖို့တော့မလိုပါဘူးဒါပေမဲ့ daily practice ထားဖို့လိုတယ်ပြီးရင်ကိုယ်အမှန်ရှင်းမှာဘယ်လိုပို့ချဘယ်လို smile မျိုးနဲ့ like လဲဆိုတာကိုလည်းကိုသိရှိနေရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ confidence က talent နဲ့ consistency ကနေလာတာများပါတယ် And the second thing is take care of your mind ဒုတိယရေးကြည့်တာကတော့ကိုယ့်ရဲ့ mindset မှာပြည့်စုံလောကမှာ comparison တွေရှိတာမှန်ပေမဲ့ကိုတိုင်ကကိုယ့်ရဲ့ authenticity ကိုပဲချပြပြီးတော့ကိုတိုင် maintain ထားဖို့လိုအပ်ပါတယ် And the final one is prepare beyond beauty နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ beauty တွေမကဘဲနဲ့ knowledge နဲ့ communication ကိုပါ prepare လုပ်ထားပါ just တွေကကိုယ့်ရဲ့ look တင်ကြည့်တာမဟုတ်ဘဲနဲ့ how you speak how you think how you represent yourself ဆိုတာလည်းအရေးကြီးပါတယ်အဲ့တော့တဲ့ tip ထုံးခုထဲမှာပထမတစ်ခုက practice your work daily and the second is take care of your mind and the final one is prepare beyond beauty ခိုင်စင်ရဲ့ confidence ကိုတည်ဆောက်တဲ့အရာမှာတကယ် realistic ဖြစ်တဲ့ tip ထုံးခုကိုခိုင်စင်ဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ stop comparing yourself ပါ confidence ပြောက်စေတဲ့အရာတွေမှာ comparison ကအမြန်ဆုံးပါပေးချက်လောကမှာကွင်းတိုင်းကသူ့ရဲ့ personality သူ့ရဲ့ natural beauty သူ့ရဲ့ authentic ကရှိပြီးသားပါအဲ့အတွက်ကြောင့်မို့လို့ကိုကဘာလို့တူနဲ့မတူနိုင်တာလဲဆိုတာထက်ကိုတိုင်းဘလို့ပိုကောင်းအောင်ပြီးဆောင်မလဲဆိုတာကိုပဲ focus ထားပါAnd the second thing is practice more daily habit ပါ confident က competition နေ့မှာ state ပေါ်မှာရုပ်တရက်ထဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့ကိုတိုင်းကိုယ့်ရဲ့ cover skill တွေကိုယ့်ရဲ့ speaking skill တွေကိုနေ့တိုင်း practice လုပ်ထားတဲ့အရာနေပြီးတော့ confident ဖြစ်ပေါ်လာစေတာပါကိုယ့်ရဲ့ပြင်ဆင်မှုများလေကိုယ့်ရဲ့ confident က natural ဖြစ်လာလေဖြစ်ပါတယ် and the final one is assess nervousness ပါအတွေ့အကြုံရှိတဲ့ contestant တွေ queen တွေကလည်းပဲ nervous ဖြစ်တဲ့ကြပါတယ်ဒါပေမဲ့သူတို့ကအဲ့ဒီ nervous ကိုသူတို့ကိုယ်တိုင်လက်ခံလိုက်ပြီးတော့အဲ့ဒီအကြောက်တရားကိုရင်ဆိုင်လိုက်တာပါ real confidence ဆိုတာကြောက်နေတာတော့မှရှေ့ဆက်ရှောင်နိုင်တာကိုဆိုလိုတာပါ confidence ဆိုတာ perfection မဟုတ်ပါဘူးနေ့တိုင်းကိုယုံကြည်လာအောင်တစ်ဖြည်းဖြည်းတည်ဆောက်သွားတာပါအဲ့တော့ခင်ဗျပြောသွားတဲ့ tips တုံးခုမှာဆိုပထမဆုံးတစ်ခုက stop comparing yourself and the second is practice more daily habits and the last one is accept nervousness ဖြစ်ပါတယ်